ဒီဗီဒီယိုဟာအစက်ဝတ်မီရဲ့ပထမဆုံးခြေလှမ်းရဲ့တစ်ခုဖြစ်ပါတယ်ဆိုတော့အစက်ဝတ်မီဆိုတာပါလဲယနေ့ခေတ်မှာကမ္ဘာကြီးဟာရှင်ယုံမြင့်အမျိုးမျိုးပြောင်းလဲတိုးတက်နေကြပါတယ်ကြီးမားတဲ့ပြန်ဆိုင်မှုမျိုးတွေအောင်မြင်မှုမျိုးတွေရှိနေတယ်ဆိုပေမဲ့ကျွန်တော်တို့ရဲ့ဖွံ့ဖြိုးတဲ့နိုင်ငံမှာတော့ရာရာနေပြီးနောက်ကျနေပါတယ်ဒီနေရာမှာတိုးတက်ပြီးနိုင်ငံအနေနဲ့ရှင်တာမျိုးမဟုတ်ပါဘူးတိုးတက်ဖို့နောက်နေရဆိုတော့မျိုးဆိုလို့ချင်တာပါပညာရေးစီးပွားရေးလူမှုရေးအဓိကထားလို့တခြားကဏ္ဍတွေမှာလည်းတိုးတက်ဖို့လိုအပ်တာအထက်ကိုပို့ပြီးတော့နောက်နေပါတယ်။ကျောင်းရတော့ပညာရေးအစပြုလို့ကျန်တဲ့ကဏ္ဍတွေအထိလေ့လာမှုအားနေပြီးတော့ဒီအရာတွေကိုပို့ပြီးရှေ့အောင်ပို့ပြီးတော့သွားနိုင်အောင်ပို့ပြီးတော့သင်ယူလေ့လာနိုင်အောင် support ပေးမယ်လမ်းပြမယ်သင်ကြားပေးမယ်နေရာမျိုးတွေမရှိတာမျိုးနည်းပါးတာမျိုးတွေဒါတွေကြောင့်ဖြစ်ပြီးတော့စနစ်တကျတိုးတက်အောင်လှုပ်ဆောင်ပေးမယ် community တွေ organization တွေနေပါတာမျိုးကြောင့်လည်းဖြစ်ပါတယ်ဥပမာ education ပိုင်းဆိုရင်သင်ကြားမှုအားနည်းတာမျိုးတွေသင်ကြားခဲ့တာကိုယ့်ရဲ့ကိုယ်ရည်နဲ့မကိုက်ညီတာမျိုးတွေကိုယ့်ရဲ့ passion တွေဒါတွေနဲ့မကိုက်ညီတာမျိုးတွေကြောင့်ဖြစ်နိုင်ပါတယ် business ပိုင်းမှာဆိုရင်မျိုးစုံတွေပဲရောက်သွားတာမျိုးတွေလူမှုရေးနဲ့ပတ်သက်ပြန်ရင်လည်း negative energy တွေများတာမျိုးတွေလူရဲ့ comfort zone ထဲမှာပဲပိတ်မိကြတာ comfort zone ထဲပဲရောက်သွားတာမျိုးတွေစတဲ့ပြဿနာမျိုးတွေရှိပါတယ်ဆိုတော့ဒီအကျဉ်းမြင့်ချက်တွေကလူတော်များများမှာဖြစ်နေတာကိုတွေ့ရပါတယ်တခုချင်းစီကိုတော့နောက်လာမယ့်ဗီဒီယိုတွေမှာအသေးစိတ်ပြောပြပေးတော့ဖြစ်ပါတယ်တော့ရှင်းဆက်ရမယ်ဆိုရင်ဒီပြောပြခဲ့တဲ့ပြဿနာတွေကိုဖြေရှင်းပေးမယ်အထောက်အကူပြုနိုင်မယ်များလာတော့အကျိုးကျေးဇူးတွေပေးနိုင်မယ် supporting ပေးနိုင်မယ်စက်ဝတ်မီ organization ဟာတည်ရှိလို့နေပါတယ်ဒါဟာလူငယ်တွေအပါအဝင်လူတိုင်းတို့အများကြီးကိုအထောက်အကူပေးမယ် organization တစ်ခုဖြစ်ပါတယ်ကိုယ့်ရဲ့တိုးတက်ပြောင်းလဲမှုတွေကိုပို့ပြီးတော့စွမ်းဆောင်နိုင်အောင်ထောက်ပံ့ပေးမယ် organization လို့ပြောနိုင်မှာမပါဘူးဝါနာသူတွေအပြင်တခြားသောစိတ်တူကိုယ်တူလမ်းကြောင်းတူတွေနဲ့ connection တွေလုပ်နိုင်မယ် community ဆိုရင်လည်းမမှားပါဘူးဒီကနေနဲ့ပြောချင်တာကတော့ဒီ organization ကလူရောက်ကစလို့လူပေါင်းများစွာကိုပြောင်းလဲအောင်တိုးတက်အောင်ပိုခရီးရောက်အောင် support ပေးမယ် organization တစ်ခုဖြစ်တယ်ဆိုတာပါပဲဒီနေရာမှာမင်းထုတ်စရာကြီးလည်းအများကြီးရှိပါတယ်ဆိုပေမဲ့မလောပါနဲ့အောင်နောက်လာမယ့်ဗီဒီယိုတွေမှာအဆက်ဝတ်မီအကြောင်းကိုအသေးစိတ်ပြောပြပေးတော့မှာဖြစ်ပါတယ်မိတ်ဆွေတို့လူငယ်တို့လုပ်ငန်းရှင်တို့အနေနဲ့အဆက်ဝတ်မီ organization တစ်ဆင့်သင်ကိုယ်သင်လုပ်ငန်းတိုးတက်အောင်ပြောင်းလဲအောင်လုပ်ဆောင်နိုင်ပါဒီဗီဒီယိုကတော့အဆက်ဝတ်မီရဲ့မိတ်ဆက်ဗီဒီယိုတစ်ပုဒ်သာဖြစ်ပြီးနောက်ဗီဒီယိုတွေမှာအသေးစိတ်ထပ်ပြီးတင်ပေးတော့ပါမယ်ဒါ့အပြင်လူတိုင်းတို့အကျိုးရှိပြီးထိရောက်စေမယ့်ဗီဒီယိုမျိုးစုံတင်ပေးတော့မှုရှိပါတယ်ဒီညုံအနေနဲ့ပြောရရင်သင်အနေနဲ့တိုးတက်ပြောင်းလဲမှုတွေအတွေ့အကြုံတွေစိန်ခေါ်မှုတွေအတွေ့အမြင်တွေပြီးတော့မတူညီတဲ့ပုံစံတွေပေါ့ဒီဟာတွေနဲ့အတူတိုးတက်ပြောင်းလဲခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့အဆောက်အဦ organization ကိုလာခဲ့ဖို့အတွက်ဖိတ်ခေါ်ပါတယ်နောက်တစ်ပြောချင်တဲ့တစ်ခုကတော့ရုံးအနေနဲ့တင်တဲ့လက်တက်ခိုင်းတာမျိုးတွေအခကြီးမှုယူတာမျိုးတွေအဲ့သဘောမျိုးမဟုတ်ပါဘူးဒီကတော့ဒီ organization ကဘာလို့ရည်ရွယ်လဲဆိုရင်လူတွေကိုအများကြီးအထောက်အကူပေးဖို့အများကြီး support ပေးဖို့ကိုယ်စွမ်းကိုယ်စားတွေအများကြီးထွက်ပေါ်လာစေမှုအရေးချင်းရှိတဲ့တွေအများကြီးပေါ်ပေါက်လာစေမှုအတွက်တစ်ပတ်တစ်လမ်းကနေပြီးတော့supporting ပေးရတဲ့ပေါ်ပါပဲကိုယ်တိုင်ကပြောင်းလဲခြင်းနဲ့ကိုယ်လိုမျိုးတခြားသူတွေပြောင်းလဲခြင်းနဲ့ဆိုရင်တော့ကိုကဒီဗီဒီယိုလေးကို share လုပ်ပြောလို့ရပါတယ်ဒါဆိုရင်ကိုကမုံမြတဲ့စိတ်တစ်ခုနဲ့စတင်ပြီးအပြောင်းလဲလုပ်ရတာဖြစ်ပါတယ် organization နဲ့ပတ်သက်ပြီးအသေးစိတ်အချက်အလက်တွေကိုသိနိုင်မှုအတွက် AWN social media channel တွေဖြစ်တဲ့ AWN Facebook page AWN YouTube channel ပြီးရင် AWN Telegram channel AWN Viber channel စတာတွေကို follow subscribe လုပ်ပြီးတော့စောင့်ကြည့်နိုင်ပါတယ်ဒီဗီဒီယိုလေးကိုကြိုက်နေဆိုရင်လည်း like ပေးလို့ရပါတယ်သိရင်လည်း comment မှန်လို့ရပါတယ်ဆိုတော့ဒီကနေ့နဲ့ခေါ်ချင်တာကတော့ Telegram channel ကိုလာပြီးတော့ join ဖို့အတွက်ခေါ်ချင်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာSunday sharing meeting လေးရှိပါတယ်ဒီဟာလေးကကိုယ့် communication skill ကိုပုံမကောင်းလာဖို့အတွက်ရယ် knowledge တွေအများကြီး sharing လုပ်နိုင်ဖို့အတွက်ရယ်ကိုရည်ရွယ်ပြီးတော့ပတ်ချင်တိုင်းလုပ်ပြီးရတာဖြစ်လို့ကြောင့်မို့ဒီဟာလေးကကိုယ့်အတွက်အများကြီးပြောင်းလဲဖို့အတွက်အထောက်အကူဖြစ်စေမှာပါဒီဗီဒီယိုကိုကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်ကျွန်
ကျွန်တော်ကတော့ ROAM ပဲဖြစ်ပါတယ်